ဘုန်းကြီးတို့ကတော့စိတ်တားညစ်လာပြီစိတ်တိတ်မချမ်းမသာဖြစ်လာပြီစိတ်တော့ကတွေဖြစ်လာပြီဆိုရင်ဖះရှိကိုရောက်အောင်သွားလိုက်တာဖះရှိကိုရောက်အောင်သွားတန်တန်မြတ်ဂုဏ်တော်တွေပွားတယ် meditation တရားလေးတွေအားထုတ်လိုက်တယ်အဲ့လိုတော့ကတွေများနေတဲ့အချိန်မှာလူတွေနဲ့တိတ်မတွေ့ပြတော့ပဲကိုယ့်ဘာသာအခန်းထဲမှာပဲတယောက်တည်းနေပြီးတော့ကိုယ်စိတ်ကလေးကိုပြန်ပြီးတော့မြင်အောင်ကြည့်တတ်တဲ့အလေးကျင့်တွေလုပ်ပြီးအဲ့ဒါလေးလုပ်ပြီးတဲ့အခါကျတော့ तू ကလူတွေမှာကအပြင်အာယုန်တွေရဲ့ပတ်ဝန်းကျင်တွေရဲ့ကြောင့်ကိုယ်စိတ်မှာမောဟတွေဖြစ်နေတာကိုပါပြည့်တယ်ဆိုတော့မသိပေမဲ့တယောက်တည်းနေပြီးတော့အခန်းထဲမှာပက်လက်လေးလမ်းပြီးတော့ကိုယ့်ကိုပြန်ကြည့်လိုက်တဲ့အခါမှာသိလာတယ်ငါမှားလားမှန်လားငါဘာကြောင့်စိတ်ညစ်ထားလဲဆိုတာသိလာကိုယ်စိတ်ကြည့်တဲ့အကြောင်းတရားတွေကိုသိလာတဲ့အခါသိလာရင် तू ကစိတ်ညစ်တာရော့သိလာရင်စိတ်မချမ်းသာတာရော့သိလာရင်မကျေနပ်တာရော့အဲ့ဒါတွေကိုမသိလို့ဖြစ်တာမသိလို့ဖြစ်ဒါကြောင့်မလို့မြတ်စွာဘုရားကအမိုက်ပြစ်တဲ့သူနဲ့အမိုက်ကောက်တဲ့သူမိုက်ပြစ်တဲ့သူကပြစ်မှာပဲအမိုက်ပြစ်တဲ့သူမကြည့်ပါနဲ့အမိုက်ကောက်တဲ့ကိုယ်စိတ်ကအရေးကြီးတာပါပဲဆိုတော့ပြီးတဲ့ပတ်ဝန်းကျင်နဲ့နေတဲ့သူတွေမှာအမိုက်တွေလာပြစ်မှာပဲဟိုလူကလာပြောမယ်ဒီလူကလာပြောမယ်ဟိုလူကလာပြစ်မယ်ဒီလူကလာပြစ်မယ်အဲ့ဒါတွေကိုကလိုက်ပြီးတော့ခံယူပြီးကောက်နေရင်တော့လည်းပဲအကုသိုလ်ဖြစ်တယ်အပြစ်တွေပဲဖြစ်နေမှာအပြစ်တွေပဲဖြစ်ပြီးတော့စိတ်မချမ်းမသာကြရဖြစ်နေမှာဆိုတော့အမိုက်ပြစ်တဲ့သူကိုမကြည့်ပဲနဲ့အမိုက်ကောက်တဲ့ကိုယ်စိတ်ထားလေးအပြင်အမိုက်တွေတွေ့ရင်ဘယ်သူပြစ်တယ်ဆိုတာမကြည့်ပဲနဲ့ကိုကောက်ပြီးတော့အမိုက်ပုံးနဲ့ထည့်ကိုကုသိုလ်ရတယ်ဆိုတဲ့အတွေးလေးနဲ့ကိုယ့်ကိုသူများကလည်းအပြစ်တွေလာပြီးတော့ဖြစ်မယ်ဖြစ်အောင်လုပ်နေတယ်ဆိုရင်လည်းပဲသူတို့ကိုအပြစ်မမြင်မဲနဲ့သူတို့ကိုလိုက်မကြည့်ပဲနဲ့ကိုယ်စိတ်လေးကိုမြင်အောင်ကြည့်ကိုယ်စိတ်လေးကိုသိအောင်လုပ်ပြီးလို့ရှင်ပြစ်လာတဲ့အမိုက်တွေမကောင်းတဲ့ဟာတွေကိုလက်မခံနဲ့